တောင်ကယ်ရိုလိုင်းနားပြည်နယ်ကအမေရိကန်ထက်လွှတ်တော်အမတ် Lindsey Graham ဒီဇူလိုင်လ17ရက်နေ့မှာကွယ်လွန်သွားပါတယ်။သူကဒီတူရကီမှာကျင်းပတဲ့ NATO အစည်းအဝေးနောက်ဒီယူကရိန်းကိုတွားပြီးတော့သမ္မတ Zelensky နဲ့လည်းတွေ့ခဲ့ပါသေးတယ်။အဲ့ဒီကနေပြန်လာပြီးတော့မကြခင်မှာပဲရုတ်တရက်ဒီနေထိုင်မကောင်းဖြစ်ပြီးတော့ကွယ်လွန်သွားတာပါ။ဆိုတော့သူကဒီအထက်လွှတ်တော် Republican Party တွင်မှာလည်းပဲအတော်လေးထင်ရှားတဲ့အထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပါတယ်။အခုဆိုလို့ရှိရင်သူ့ထက်ပိုပြီးတော့ဝါရင်နဲ့ Kentucky ပြည်နယ်က Senator Mitch McConnell ဆိုရင်လည်းပဲအခုသတင်း3ပတ်ကျော်သွားပါပြီစေုံတက်နေတာဆိုတော့ဒီ American ထက်လွှတ်တော်မှာက Democrat ကအထက်လွှတ်တော်အမတ်က48ယောက်ရှိတယ် Republican က53ယောက်ထဲမှာအခုတယောက်ကွယ်လွန်သွားတော့51ယောက်ပေါ့လေindependent ပေါ့နော်ဘယ်ပါတီမှမဟုတ်တဲ့အထက်လွှတ်တော်အမတ်2ယောက်လည်းရှိပါသေးတယ်သူတို့ကတော့များသောအားဖြင့် Democrat ရဲ့မူဝါဒတွေနဲ့ပို့ပြီးတော့နီးစပ်တဲ့သူတွေပါဒါကြောင့်မလို့အခုဒီအထက်လွှတ်တော်မှာအခုတယောက်ကွယ်လွန်သွားတယ်ဒီ Senator Mitch McConnell ဆိုလို့ရှိရင်လည်းပဲပါဆက်ဖြစ်မလဲဆိုတော့မသိသေးဘူးပေါ့လေဒီနှစ်နိုဝင်ဘာမှာလည်းပဲဒါရွေးကောက်ပွဲတွေကျင်းပဖို့ရှိပါတယ်နှစ်လည်းရွေးကောက်ပွဲမှာအထူးသဖြင့်တော့ဒီပြည်နယ်အုပ်ချုပ်ရေးမှူးတွေနောက်ဒီပြည်နယ်တွေကအစင်မြင့်ယာရုနေရာတွေအထူးသဖြင့်တော့ဒီ American Congress အထက်လွှတ်တော်အောက်လွှတ်တော်ကလစ်လပ်သွားတဲ့နေရာတွေကိုရွေးချယ်ရမယ်ရွေးကောက်ပွဲပါဆိုတော့ဒီအထက်လွှတ်တော်အမတ် Lindsey Graham ဆိုလို့ရှိရင်လည်းပဲသူကဒီသူ့ရဲ့တက်တန်းက2029ဇန်နဝါရီမှာကုန်မှာပါဒါပေမဲ့ဒီလာမယ့်ဒီ2026နိုဝင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲမှာသူကလည်းပြန်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့အတွက်စီစဉ်ထားတာပါဆိုတော့အခုလိုအခြေအနေကြောင့်တဖြည်းဖြည်းနဲ့ပေါ့လေသမ္မတ Trump Republican Party ကနေဒီအာဏာရလာတဲ့အချိန်မှာအထက်လွှတ်တော်အောက်လွှတ်တော်ရောဒီ Republican တွေကလူများစုဖြစ်နေတာပါဆိုတော့အခုတော့ဒီ Republican Party ကတဖြည်းဖြည်းနဲ့အင်အားနည်းလာတာပေါ့လေဆိုတော့ရှေ့ဆက်ပြီးတော့ဘာဖြစ်မလဲဆိုတော့မသိရသေးပါဘူးအဲ့တော့အဓိကကတော့အခုအထက်လွှတ်တော်အမတ်ဒီ Lindsey Graham ကရုတ်တရက်ကွယ်လွန်သွားတဲ့အခါကျတော့သူ့နေရာကိုလူစားတို့ဖြည့်ဖို့အတွက်ပြည်နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ပြည်နယ်ဝန်ကြီးချုပ်ပေါ့လေပြည်နယ်ဝန်ကြီးချုပ်အုပ်ချုပ်ရေးမှူးကနေပြီးတော့သူကလူစားခန့်ထားနိုင်ပါတယ်ဒီလာမဲ့ဒီအထက်လွှတ်တော်အမတ် Lindsey Graham ရဲ့ဒီတက်တန်းကုန်တဲ့အထိပေါ့လေနိုဝင်ဘာမဟုတ်ဘူးဒီနောက်နှစ်ဇန်နဝါရီအထိပေါ့ဆိုတော့ဒါပေမဲ့လည်းပဲအဲ့ဒီနေရာကိုလူစားထုတ်ဖို့အတွက်တော့အခုလာမယ့်နိုဝင်ဘာမှာရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတော့ Democrat ဘက်ကရော Republican ဘက်ကရောအထက်လွှတ်တော်အမတ်တွေဝင်ပြီးတော့ရှင်ပြိုင်ကြမှာပါ American Congress လွှတ်တော်နဲ့ဒီအစိုးရအတိုင်းဝိုင်းကြားထဲမှာဒီဖြစ်ရပ်ကတော့လူများစိတ်ဝင်စားကြတဲ့နောက်ဆုံးမိတ်ဖြစ်ရပ်ပါကျွန်တော်ဆွေးပါ